အမေကိုလည်းဒီကုသိုလ်တာတို့ခေါ်ခိုင်းလို့ရတာပေါ့လေအဲ့လိုပဲပြောရတော့မှာဒီလားလူလားဆိုတော့အမေဒီလူလည်းကုသိုလ်ရပါတယ်အခုအေးပါဒီကုသိုလ်ကတော့ထူတာပေါ့လေအဲ့ဒါထူတဲ့ကမပြောခဲ့ဘူးလားပြီးတော့မှအဲ့ဒါအမေကိုပဲအမေကသမီးလူခဲ့တယ်ဆိုပြီးတော့လားတာတို့ခေါ်ခိုင်းပေါ့ဥစ္စာဟိုဘက်နေမှာမေ့ကြည့်တယ်လူအောင်လိုက်လာဘောင်းချောလာလို့စမင်းလိုက်နေဒီပို့စားပါဘယ်လာလူอ่ะကြံကင်းဟုတ်လို့ရှိမလို့အများကြီးဟဲ့ဟိုတော့တစ်စီးကြံလေးနှစ်စီးစားအဲ့လိုရှိမလို့မထင်ဘူးအောင်းကျတော့ပါပါဟုတ်ဒီအောင်းမပူစီလိုက်ပါဟုတ်အများကြီးဟုတ်လို့ရှိတော့ဒီလိုက်တယ်တာလို့မျိုးနော်ကိုကတော့ပေါ်လာတယ်ဒီမှာလည်းရှိုးရတယ်ဟုတ်ပါအပေါ်ရင်ကြည့်တော့သပင်ဖြတ်တယ်ပေါ့တရားသဘောနဲ့ကြည့်ရင်ဒီသပင်ပေါ်မှာတွေ့တားနေတဲ့အနှစ်နဲ့လာပေါ့နော်တွေ့တားနေတဲ့တဏှာသမှုတရားကိုဖြတ်လိုက်တာပေါ့နော်ဒါရောပြက်လာကြပြီဒီမလားပြက်တာဟုတ်လားဒါရောပြက်လာကြပြီကြာကနေရလာမလို့ဟုတ်လားကြာပြီဒါရောပြက်နေရဟုတ်လမ်းညွန်သားသေးတယ်မချမ်းရရရကနေ